မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မုံစီးဒေသမှာရွှေဆက်မတူဖို့တောင်းဆိုချက်ပေါ် MNDAA လိုက်ရောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းကွတ်ခိုင်မြို့နယ်မုံစီးဒေသမှာကိုကန့်တပ်မတော် MNDAA ရဲ့ရွှေတူးဖော်မှုကိစ္စတွေကြောင့်ဒေသခံတွေနဲ့အငင်းပွားမှုဖြစ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး MNDAA ဘက်ကဒေသခံတွေရဲ့တောင်းဆိုချက်ကိုလိုက်ရောတယ်လို့ဒေသခံတွေကပြောပါတယ်။မလ9ရက်နေ့ကမုံစီးဒေသရဲ့ရေတွက်ဦးနေရာတွေမှာ MNDAA တပ်ဖွဲ့ကရွှေတူးဖော်မှုကိစ္စနဲ့ပတ်သက်ပြီးဒေသခံတွေနဲ့ MNDAA တပ်ဖွဲ့တွေရဲ့ကြားမှာအငင်းပွားမှုဖြစ်ခဲ့ပြီး MNDAA ဘက်ကပြစ်ခတ်တာကြောင့် KIA တပ်ဖွဲ့ဝင်တအုပ်ပါဝင်ဒေသခံ9ဦးသေဆုံးခဲ့ရပါတယ်။ပြစ်ခတ်မှုအပြီးမလ9ရက်နေ့မှာကိုကန့်တပ်မတော်ဘက်ကတာဝန်ရှိသူတွေဒေသခံတွေနဲ့ရပ်ဖက်ဖွဲ့တွေကြားတွေ့ဆုံဆွေးနွေးမှုအပြီးမှာ MNDAA ဘက်ကအခုလိုလိုက်ရောခဲ့တာလို့ဆွေးနွေးမှုအတွင်းပါဝင်ခဲ့တဲ့ဒေသခံတအုပ်ကပြောပါတယ်။ဒီကိုက်တန်ရာရသူတွေကိုသူတို့စိတ်ကူပေးမယ်ဒေသခံနေဆန္ဒအရဘယ်အဖွဲ့အစည်းမှမုံစီးဒေသမှာရွှေမတူဖို့တက်မဆွဲဖို့စတာတွေသူတို့ဘက်ကလက်ခံနေဒေဆုံးသူတွေကိစ္စကိုတော့ဆက်ပြီးဆွေးနွေးညှိနှိုင်းမယ်ဆိုတာမျိုးနဲ့ပြည်လဲခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး MNDAA ပြန်ကြားရေးတာဝန်ရှိသူတွေကိုသတင်းဌာနကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်တုံ့ပြန်တာမျိုးမရှိသေးပါဘူး။2020ခုနှစ်စစ်စင်ရေးကာလအတွင်း TNL သိမ်းပိုက်ထားတဲ့မန်တုံမြို့ကုတ်ခိုင်မြို့နယ် MNDAA သိမ်းပိုက်ထားတဲ့မုံကူးမြို့နယ်အတွင်းမှာနှစ်ဖက်တပ်ဖွဲ့တွေလှုပ်ရှားမှုကိစ္စနဲ့ပတ်သက်ပြီး TNL, MNDAA, KIA တပ်ဖွဲ့တွေနဲ့ဒေသခံတွေကြားမကြာခဏဆိုသလိုအငင်းပွားမှုတွေရှိနေတာဖြစ်ပါတယ်။မလ9ရက်နေ့ကလည်းကုတ်ခိုင်မြို့နယ်အတွင်းက KIA ရဲ့ဆက်ဆံရေးရုံးကို TNL ဘက်ကဖယ်ရှားခိုင်းတာကြောင့်ဒေသခံတွေနဲ့အငင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်းဆောင်ရဲ့ခီးစဉ်တန်တမန်ရေးအပေခံရုရှားအတွက်စိတ်သက်သာရာရစေခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အခုပတ်တွင်မြန်မာစစ်ကောင်းဆောင်ရုရှားနိုင်ငံကိုတွားရောက်ခဲ့တာကနိုင်ငံတကာကဖယ်ကျင်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့သမ္မတပူတင်အတွက်အသက်ရှူပေါရစေခဲ့တဲ့ဆိုတဲ့ခေါင်းစဉ်နဲ့မလ9ရက်နေ့က South China Morning Post သတင်းကမြန်မာစစ်ကောင်းဆောင်ဆောင်းပါးကိုပထမဆုံးတင်ပြပါတယ်။နိုင်ငံတကာမှာတန်တမန်ဆက်ဆံရေးရဖယ်ကျင်းခံနေရတဲ့ရုရှားလိုနိုင်ငံမျိုးကလွှဲရင်ပြည်သူကိုတပ်ဖြတ်နေတဲ့အာဏာရှင်တယောက်ကိုဘယ်နိုင်ငံကမှလက်ခံတွေ့ဆုံမှာမဟုတ်ပါဘူးလို့ဝါရှင်တန်အမျိုးသားစစ်တက္ကသိုလ်ကပါမောက္ခဇက်ကာရီအဘူဇာကဆောင်းပါးမှာသုံးသပ်ထားပါတယ်။မြန်မာနိုင်ငံဟာတကယ်တော့ရုရှားအတွက်ထိပ်တန်းဦးစားပေးတန်တမန်မဟုတ်ပါဘူး။ဒါပေမဲ့သမ္မတပူတင်ကယူကရိန်းစစ်ပွဲအတွက်နိုင်ငံတကာဖိအားပေးခံနေရတဲ့အချိန်မှာအသက်ရှူချောင်စေတဲ့နိုင်ငံအဖြစ်မြန်မာကိုရှုမြင်တာဖြစ်ပါတယ်။ရုရှားကတန်တမန်ကြီးရဖယ်ကျင်းခံထားရတဲ့အတွက်သူ့ကိုလက်ခံတဲ့နိုင်ငံတွေနဲ့ဩဇာအာဏာပြန်လည်တည်ဆောက်ဖို့ကြိုးစားတာဖြစ်ပါတယ်လို့ပါမောက္ခဇက်ကာရီအဘူဇာကပြောပါတယ်။တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီကရုရှားစီကလက်နက်နဲ့အနည်းပညာတွေရဖို့ကဒီခီးစဉ်အတွက်အဓိကရွေးချက်ဖြစ်တယ်လို့စောင်းဖားမှာရေးသားထားပါတယ်။စစ်ကောင်ဆောင်က Yok 130တိုက်လေယာဉ်နဲ့နောက်ဆုံးပေါ် drone နဲ့တိုက်ခိုက်ခဲ့တဲ့နည်းပညာတွေပေးဖို့သမ္မတပူတင်ကိုတောင်းဆိုခဲ့ကြောင်းဒေါက်တာဇက်ကာရီအဘူဇာကပြောပါတယ်။တိုင်းသားဖွဲ့တွေရဲ့လိုအပ်မှုတွေနဲ့ရှင်ဆိုင်နေရတဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေတိုက်လင်ရင်တွေပို့ပြီးတော့လိုအပ်နေပါတယ်။ဒါပေမဲ့ဒီတိုက်လင်တွေကကုန်ကြစိတ်ကြီးမြင့်တဲ့အပြင်ပြုပြင်ထိန်သိမ်းစီနဲ့ရုရှားပညာရှင်တွေပါလိုအပ်တဲ့အတွက်ဗန်နာငွေနေပါနေတဲ့စစ်ကောင်စီကတိုင်းသားတပ်တွေရဲ့ထိုးစစ်ကို drone တိုက်ခိုက်မှုနဲ့ထိန်းထားဖို့ရှိရတာဖြစ်တယ်လို့ပါမောက္ခဇက်ကာရီအပူဇာကသုံးသပ်ပါတယ်။စစ်ကောင်ဆောင်ရဲ့ရုရှားခီးစဉ်မှာဤပညာနဲ့ရှင်းလင်းမြုံနှံမှုသဘောတူညီချက်တွေလက်မှတ်ထိုးထားခဲ့တာအပြင်သမ္မတပူတင်လိုထိပ်တန်းကောင်းဆောင်နဲ့တွဲဆောင်ခွင့်ရတာကတန်တမန်ရေးရအောင်မြင်မှုတစ်ခုဖြစ်တယ်လို့ဩစတြေးလျအမျိုးသားတက္ကသိုလ်ကသူတေသီဟန်တာမာစတင်ကသုံးသပ်ပါတယ်။စစ်ကောင်းဆောင်နဲ့ရုရှားသမ္မတတို့နှစ်ဦးတွေ့ဆုံရတဲ့သတင်းတပ်ပုံတွေကိုကြည့်ရင်တရုတ်မြန်မာဆက်ဆံရေးမှာမမြင်ရတဲ့လူပုဂ္ဂိုလ်ချင်းခင်မင်ရင်းနှီးမှုကိုပါမြင်နိုင်တယ်လို့ဟန်တာမာစတင်ကသုံးသပ်ပါတယ်။ဇက်ကာရီအဘူဇာကတော့သမ္မတပူတင်နဲ့စစ်ကောင်းဆောင်ကြားကဆက်ဆံရေးအခြေအနေကိုဓာတ်ပုံနဲ့မဆုံးဖြတ်နိုင်ဘူးလို့ပြောပါတယ်။သမ္မတပူတင်နဲ့တွေ့ဆုံစဉ်မှာစစ်ကောင်ဆောင်ကတောင်နိုင်တဲ့လုပ်ရက်တွေလုပ်ခဲ့ပါတယ်။ရုံနက်စကားကိုအခြေခံတဲ့ရှေ့ခေတ်ကမြန်မာစာအုပ်တအုပ်ကိုပူတင်ကိုလက်ဆောင်ဖြစ်ပေးခဲ့ပါတယ်။ပူတင်ဘက်ကတော့စိတ်ရှုပ်တွေးသွားပြီးထွက်ပြေးခြင်းစိတ်ပေါက်နေပုံရတယ်လို့ပါမောက္ခဇက်ကာရီအဘူဇာကပြောထားပါတယ်။အခုဆက်လက်ပြီးမြန်မာစစ်ကောင်စီကရုရှားနဲ့နျူကလ িয়ার နည်းပညာပူးပေါင်းဆောင်ရွက်ဖို့လက်မှတ်ရေးထိုးမှုတွေအကြိမ်ကြိမ်လုပ်နေပေမဲ့မြန်မာနိုင်ငံမှာတိစောက်မယ်ဆိုရင်နျူကလ িয়ার စက်ရုံအမှန်တကယ်တိစောက်ပြီးစီးမဲ့
အချိန်ကိုထုတ်ပြန်ထားတာမရှိတဲ့အကြောင်းကမ္ဘာနျူကလ িয়ার နည်းပညာသတင်းရဲ့ဆောင်းပါးကိုတင်ပြပါမယ်။မြန်မာနိုင်ငံဟာရုရှားနဲ့ပူးပေါင်းပြီးနျူကလ িয়ার သုတေသနတည်ထောင်ဖို့2015ခုနှစ်မတ်လမှာပထမဆုံးလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲဒီနောက်စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ2022ခုနှစ်ဇူလိုင်လ2023ဖေဖော်ဝါရီနဲ့အောက်တိုဘာနောက်ဆုံးအကြိမ်လက်မှနျူကလ িয়ার နည်းပညာပူးပေါင်းဆောင်ရွက်ဖို့လေ့ကျင့်သင်ကြားဖို့နဲ့နျူကလ িয়ার စက်ရုံတည်ဆောက်ဖို့စတဲ့ခေါင်းစဉ်မျိုးမျိုးနဲ့တက်ပြီးလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းသတင်းဌာနတွေကဖော်ပြခဲ့ပါတယ်။အခုနောက်ဆုံးအချိန်လက်မှတ်ရေးထိုးမှုမှာ130မဂါဝတ်ထုတ်လုပ်မဲ့အသေးစားနျူကလ িয়ার တပ်ပေါင်းဖို့တစ်ခုကိုမြန်မာနိုင်ငံမှာတည်ဆောက်သွားမယ့်သဘောတူညီချက်ဖြစ်ကြောင်းသတင်းကဖော်ပြပါတယ်။မြန်မာနိုင်ငံအတွက်ဈေးသက်သာတဲ့လျှက်စစ်ဓာတ်နဲ့အလုတ်ကိုင်ခွင့်လန်းနေရရှိစေမယ်လို့သမ္မတပူတင်ကပြောထားပြီးမြဲတည်ဆောက်ပြီးစီးမဲ့အချိန်ကိုဖော်ပြထားတာမရှိတဲ့အကြောင်းရှင်းသားထားပါတယ်။နောက်ထပ်တပုတ်ဒီနဲ့မန္တလေးမှာစစ်ပေးရှောင်းအိမ်ငါးနေသူနဲ့ဧည့်စင်းနဲ့နေထိုင်နေသူတွေပါစစ်မှုရန်စရင်ကောက်နေပြီးနေကလာပြီးမန္တလေးမှာအလုံးလုံးနေသူတွေကိုလည်းစစ်မှုရန်စရင်ကောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာစစ်အုပ်စုကပေါ်တာဆွဲစစ်သားသင်းစုဆောင်းနာတွေစက်တိုက်လုံးနေပြီးလက်ရှိမှာမြို့ကန်တွေကိုတာမကပဲနေကနေလာရောက်ပြီးအလုံးလောက်ကိုင်းနေသူစစ်ပေးရှောင်းလာသူအိမ်ကားနေထိုင်သူတဲ့အဲစင်းနဲ့နေထိုင်သူတွေကိုပါစစ်မှုရန်စင်ကောင်းနေတယ်လို့မြို့ကန်တွေကပြောပါတယ်။အဲစင်းနဲ့နေတဲ့သူတချို့ကတော့စစ်မှုရန်စင်နဲ့ပါပါတယ်။အခုဆိုညောင်ကွဲဘက်မှာအဲစင်းနဲ့နေတဲ့သူတွေစင်ရင်နဲ့ပါခေါ်ရကြတယ်လို့မန္တလေးမြို့ကန်မြို့သမီးတအုပ်ကပြောပါတယ်။နယ်မြို့တွေကနေလာပြီးမန္တလေးမြို့ပေါ်ရှိဆိုင်တွေကုမ္ပဏီတွေမှာအလုပ်လုပ်ရင်နေထိုင်တဲ့သူတွေကိုလည်းစစ်မှုရန်စင်လိုက်ကောက်နေရလို့မြို့ကန်မြို့သားတအုပ်ကပြောပါတယ်။ညအိမ်ညက်နေဝန်ထမ်းတွေကတော့စစ်မှုရန်စင်ကောက်နေပြီးလုပ်ငန်းတွေကနေဘီယာဆိုင်တွေပါညာပေါ်အစုံပဲစေအုပ်စုကမန္တလေးမြို့မှာအိမ်ငါးနေထိုင်သူတွေနဲ့စစ်ပေးရှောင်လာတဲ့ပြည်သူတွေကိုပါစစ်မှုရန်စင်ကောက်ခံနေရလို့မြေပြင်သတင်းအဖွဲ့တွေကပြောပါတယ်။အဲစင်တိုင်တာနဲ့စစ်မှုရန်ကောက်တာပဲမတိုင်တော့လဲမတိုင်လို့ဆိုပြီးဖမ်းတာပဲဘာမှမထူဘူး။နာမည်ပဲကောက်သေးတယ်အခုထိတော့မစွဲသေးဘူးချိန်ထဆွဲမလဲတော့မသိဘူး။ဒါအပြင်မန္တလေးမြို့ပေါ်ရက်ကွက်တကူမှာရက်ကွက်အုပ်ချုပ်ရေးမှူးကရက်ကွက်ခန်းဒီကိုမထည့်ဖြစ်ပဲအစ်စ်ပြောင်းလာတာမကြသေးတဲ့အိမ်ငါးနေထိုင်သူတွေလူငယ်အမျိုးသားတအုပ်ကိုစစ်မှုထမ်းနဲ့ဆွဲထည့်လိုက်ပြီးအဲ့လိုဖြစ်စဉ်မျိုးတွေလည်းမန္တလေးမှာဖြစ်ပွားနေရလို့ဆိုပါတယ်။အောင်မြေသာဆန်မြို့နယ်အနှိတ်တော်ရက်ကွက်မှာလည်းရက်ကွက်အုပ်ချုပ်ရေးမှူးကငွေကြေးမပြေစုံတဲ့အခြေခံလူရန်စားတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတွေပြုလုပ်နေရလို့မြို့ကန်တအုပ်ကပြောပါတယ်။အနှိတ်တော်အုပ်ချုပ်ရေးမှူးဦးအေးကျော်ကပတ်သက်မရှိသူတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းပြီးသူ့လူဒလန်အိမ်တွေကအသက်မပြည့်သူတွေကိုအုပ်ချုပ်ရေးမှူးမိန်းမတော်ဝင်းကြီးကိုတိုင်ကတအိမ်တက်ဆင်းရှောင်ခိုင်းပါတယ်။အုပ်ချုပ်ရေးမှူးမှာရဲပြုတ်ဖြစ်ပြီးသူ့သားသမီးမိန်းမတွေကအုပ်ချုပ်ရေးမှာပါဝင်လုပ်ကိုင်ပြီးရက်ကွက်အတွင်းပြည်သူများကိုအနိုင်ကျင့်နေပါတယ်။2024ဒီဇင်ဘာနဲ့2025ဇန်နဝါရီ2လအတွင်းမန္တလေးမြို့9မြို့နယ်မှာစေအုပ်စုကလူဦးရေ628ဦးထပ်မံပေါ်တာဆွဲဖမ်းဆီးပြီးစစ်သားတွေစုဆောင်းခဲ့တယ်လို့စေအုပ်စုရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုစည်ရင်ပြုစုနေတဲ့မန္တလေးတပိတ်အင်အားစုကထုတ်ပြန်ပါတယ်။စေအုပ်စုကမန္တလေးမြို့အနှံ့လမ်းသွားလမ်းနာတွေကိုပေါ်တာဆွဲတာရက်ကွက်တည်တဲ့အဲစင်းလိုင်းစင်ရင်ပေါ်တာဆွဲတာလက်ဖက်ရည်ဆိုင်နဲ့စားသောက်ဆိုင်တွေကိုစီးနှင်းပြီးပေါ်တာဆွဲတာစားတဲ့နည်းမျိုးစုံနဲ့ပေါ်တာဆွဲတာတွေပြုလုပ်နေပြီးအထူးသတိထားသွားလာကြဖို့မန္တလေးတပိတ်အင်အားစုနဲ့မန္တလေးမြေပြင်သတင်းဖွဲ့တွေကသတိပေးတိုက်တွန်းထားပါတယ်။2024မလကစတင်ပြီးနိုင်ငံတော်ဝန်ရှင်လူငယ်လူရွယ်တွေကိုစစ်အုပ်စုကစစ်သားတွေစုဆောင်းနေတာဖြစ်ပြီးစုဆောင်းရရှိတဲ့လူငယ်တွေကိုစစ်တပ်နန်းပေးလက်နက်ထုတ်ပေးတာတိုက်ပွဲဖြစ်နေတဲ့ဒေသတွေစဉ်အသေးခံတပ်သားအဖြစ်စေလွတ်နေတာဖြစ်ပါတယ်လို့ရှင်းသားထားပါတယ်ရှင်။